မိန်းကလေးတယောက်ဟာသူမရဲ့အစ်စ်လက်ထပ်ထားတဲ့ခင်ပွန်းကိုကြည့်ရင်ရင်တုန်းကသူမကိုလွှမ်းမိုးအုပ်ချုပ်လုံးခဲ့တဲ့ boyfriend နဲ့အလွန်တူနေတယ်လို့တန်တရားဝင်လာပါတယ်။သူမရဲ့ခင်ပွန်းဟာမျက်နှာဖုံးတက်လက်ရှိသူဖြစ်ပြီးအိတ်နေစဉ်မှာမျက်နှာဖုံးကိုဖြုတ်ကြည့်ဖို့သူမစူးစမ်းလိုက်ပါတယ်။ဒါပေမဲ့မမျှော်လင့်ပဲခင်ပွန်းဟာမိမ့်နိုးလာတာကြောင့်သူမထိတ်လန့်ပြီးရေချိုးခန်းထဲကိုပြေးဝင်သွားပါတယ်။ရေချိုးခန်းထဲမှာတော့သူမအရင်ချစ်သူကိုပေးခဲ့ဘူးတဲ့ဟက်ထေကိုမြင်တွေ့လိုက်ပါတယ်။သူမထပ်မံမြင်တဲ့အခါခင်ပွန်းကတခြားတစ်ယောက်ကလက်ဆောင်ပေးထားတာလို့သာပြန်လည်ဖြေကြားပါတယ်။မကြခင်မှာပဲသူမရဲ့ဖခင်ထံကဖုန်းဝင်လာပြီးမိခင်ရဲ့ပစ္စည်းတွေကိုပြန်ပေးမယ်လို့ပြောပါတယ်။ဒါပေမဲ့သူမမသိသေးတာကဒီအရာအလုံးဟာဖခင်ရဲ့အစီအစဉ်တစ်ခုဖြစ်နေခြင်းပါ။အိမ်ပြန်လမ်းမှာသူမထပ်မံအနေနဲ့ကြုံတွေ့ရပါတယ်။အချိန်မီခင်ပွန်းရောက်လာပြီးကဲတင်လိုက်ပါတယ်။ဒီနေရာဟာ6နှစ်ခန့်အရင်တုန်းကလည်းသူမကို ex-boyfriend ကကဲတင်ခဲ့ဘူးတဲ့နေရာဖြစ်တာကိုသူမမှတ်မိလာပါတယ်။ကဲတင်နေစဉ်အတွင်းခင်ပွန်းရဲ့မျက်နှာဖုံးကျကျွတ်သွားပြီးသူ့မျက်နှာကိုသူမမြင်လိုက်ပါတယ်။ထိတ်လန့်သွားတဲ့သူမကအရင်ချစ်သူရဲ့နာမည်ကိုအော်ဟစ်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ခင်ပွန်းကမအတည်ပြုပဲမျက်နှာဖုံးကိုပြန်တက်လိုက်ပါတယ်။အိမ်ရောက်တဲ့အခါသူမဖခင်ကိုမေးမြန်းရင်းဘာကြောင့်ကျမကိုထိခိုက်စေချင်တာလဲလို့မေးပါတယ်။ဖခင်ကအေးဆက်ဆက်နဲ့နင်ဟာငါသမီးမဟုတ်ဘူးလို့ပြန်ဖြေပါတယ်။မိခင်ရဲ့ပစ္စည်းတွေကိုပြန်ယူပြီးနောက်ခင်ပွန်းကဖခင်ကိုသင်ခန်းစာပေးလိုက်ပါတယ်။အိမ်ပြန်ရောက်တော့သူမကမလိမ်နဲ့တော့လို့ပြောပါတယ်။ဒါပေမဲ့ခင်ပွန်းကမင်းရဲ့ ex-boyfriend ဟာ6နှစ်အရင်တုန်းကမင်းကြောင့်တည်သွားပြီလို့ပြောပါတယ်။သူမမယုံနိုင်ပါဘူး။နောက်ဆုံးမှာခင်ပွန်းဟာသူမကိုတနေရာသို့ခေါ်သွားပြီးလူတစ်ယောက်ရဲ့အလောင်းကိုပြသလိုက်ပါတယ်။